အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ကကြတော့ Blackpink ရဲ့ concert ကိုတွားခဲ့တဲ့ experience လေးကို sharing လေးလုပ်ပေးချင်ပါတယ်ခင်ဗျာဆိုတော့ကျွန်တော်နဲ့တူတူ concert ကိုလိုက်ခဲ့ကြပါအောင်ခင်ဗျာဒါကြတော့ပွဲမတွားခင်လိုအပ်တဲ့ပစ္စည်းလေးတွေကိုတော့ဝယ်မှာဖြစ်ပါတယ်ခင်ဗျာတချို့ဟာလေးတွေကကြတော့ညကတည်းကနေဝယ်ထားပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့အခုကကြတော့လိုအပ်တဲ့အရာလေးတွေတချို့ပဲထပ်ပြီးတော့ဝယ်လိုက်တာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ခုနဒီ 7-Eleven သွားပြီးတော့ဒီမှာထပ်မဲ့တက်ခဲကိုကျွန်တော်ဝယ်ပြီးတော့တက်ခဲလည်းထည့်ပြီးတော့ပြီပေါ့နော်ဒီဟာလေးဖွင့်ကြည့်ပါမယ် Okay it's what ဒါကြတော့ကျွန်တော် concert တော့မဲ့အိတ်လေးဖြစ်ပါတယ်အိတ်ကတော့နည်းနည်းဟောင်းနေပြီပေါ့နော်အိတ်တစ်လုံးဝယ်ထားတယ်အိတ်နဲ့သွားမယ်လို့လုပ်ထားတယ်ဒါပေမဲ့အိတ်နည်းနည်းကြီးပြီးတော့ heavy ဖြစ်နေမှာဆိုလို့ဒီအိတ်လေးကိုယူလိုက်တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီအိတ်လေးထဲမှာဘာတွေထည့်သွားမလဲဆိုတော့ပြပြပေးမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျတော့ passport ဖြစ်ပါတယ်ပြီးရင်နောက်တစ်ခု very ရေးကြီးတဲ့ဟာလေးကကျတော့ ticket နောက်တစ်ခုကကျတော့ wet tissue နောက်တစ်ခုကကျတော့ power bank နောက်တစ်ခု very ရေးကြီးတဲ့ဟာလေးရတော့နောက်တစ်ခုကကျတော့ခုနတက်ခဲလေးပြီးရင်နောက်တစ်ခုကကျတော့ perfume တော့နောက်တစ်ခုကကျတော့ glaze ဒါကျတော့ဂျင်းနေတချင်းဆိုတဲ့ချိန်ကြရင်ဒီဟာတက်မှာဖြစ်ပါတယ်ဒီလိုမျိုးလေးနောက်ဆုံးတစ်ခုကကျတော့ဒီဟာ fan လေးပေါ့နော် okay ကားတယ်ဒီလိုလေး yeah Blackpink in your area like this ဆိုကျွန်တော်အခုကျတော့ဝတ်စုံနေလဲအကုန်လုံးစင်တစ်ဖြစ်သွားပြီဆိုတော့ take a shower လုပ်လိုက်ပါဦးမယ်ခင်ဗျာ bye bye see you at the concertဒါကြတော့ကျွန်တော်ဟိုတယ်နေပြီးတော့ concert ကိုသွားတဲ့လမ်းမှာဖြစ်ပါတယ်လမ်းတစ်လျှောက်မှာဆိုရင် concert ကိုသွားနေတဲ့သူတွေလည်းအများကြီးတွေ့ရပါတယ်concert ကိုရောက်တဲ့ခါကျတော့ဒီလိုမျိုးအေးဆိုင်တွေမုန်းဆိုင်တွေအများကြီးကိုတွေ့ရပါတယ်။ concert ကိုလာတဲ့သူတွေလည်းအများကြီးတွေ့ရပါတယ်။ stadium ရဲ့ပြင်ပမှာဆိုရင်ဒီလိုမျိုးအမှတ်တရပစ္စည်းလေးတွေရောင်းပေးတဲ့ဆိုင်လေးတွေအများကြီးကိုတွေ့ရပါတယ်။ပြီးတော့အထက်ကိုမရောက်ခင်ဆိုရင်ဒီလိုမျိုး photo booth တွေတပုံရရမယ့်နေရာတွေလည်းအများကြီးလုပ်ပေးထားတယ်ပေါ့နော်။ကျွန်တော်လိုမျိုးတယောက်တည်းသွားတဲ့သူတွေအတွက်ဆိုရင်နည်းနည်းလေးရောင်ချချဖြစ်မိပါတယ်။အဖို့မရှိတဲ့အတွက်ကြောင့်မို့ကျွန်တော်ကအဲ့ဒီမှာပဲတငယ်ချင်းတွေကိုလိုက်ရှာလိုက်တယ်ပေါ့နော်။ဆိုတော့ကျွန်တော်တို့ group လေးရသွားတယ်ပြီးတော့ကျွန်တော်တို့တွေအဲ့လိုမျိုး TikTok တွေကကြရတယ်ပြီးတော့အဲ့လိုမျိုးတပုံတွေရိုက်ပေးကြတယ်ပေါ့နော်တယောက်နဲ့တယောက်ဆိုတော့တကယ်ချင်းအစ်စ်တွေလည်းအများကြီးရခဲ့ပါတယ်ပြီးတော့ကျွန်တော်တို့ပွဲတွေဝင်ဖို့အတွက် check in လေးတွေလုပ်ကြပါတယ်ပြီးတော့အဲ့လိုမျိုး shop ပေါ်ကြပါတယ်ဒါကြတော့ပွဲထဲမဝင်ခင် check in လုပ်တဲ့နေရာလေးပဲဖြစ်ပါတယ်အဲ့ဒီမှာ check in လုပ်ပြီးတော့ကျွန်တော်တို့တပုံလေးတွေနည်းနည်းပါးပါးထပ်ရိုက်တယ်တပုံရိုက်ပြီးတော့ကျွန်တော်တို့ကကြတော့တီးရတဲ့ဇုံကကြတော့တယောက်နဲ့တယောက်မတူတဲ့အတွက်ကြောင့်မို့ကိုကြည့်ရမယ့်ဇုံရယ်ပြီးတော့ဝင်ရမယ့် gate တွေရယ်ကိုလိုက်ရှာရပါတယ်ဒါကြတော့ကျွန်တော်ဝင်ရတဲ့ gate လေးပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဝင်တဲ့ချိန်ကကြတော့နည်းနည်းလေးစောတာဖြစ်တဲ့ကြောင့်မို့ထဲမှာဆိုရင်လူတွေတိတ်မရှိသေးပါဘူးဆိုတော့အရန်ဆင်ပြေခဲ့ပါတယ်ဝင်ရတာတိတ်ပြီးတော့အစစ်စစ်မေးမြန်းလည်းမရှိပါဘူးဆိုတော့ကျွန်တော်ကကြတော့ကိုထိုင်ရမယ့်ဇုံကိုလိုက်ရှာပြီးတော့အိမ်မှာတယောက်တည်းထိုင်ပြီးတော့ပေါ့နော်တပုံလေးတွေရိုက်တဲ့ဗီဒီယိုလေးတွေရိုက်တယ်ပေါ့နော်ကျွန်တော်ထိုင်တဲ့နေရာနဲ့ဒီ state စင်နဲ့ဆိုရင်တိတ်ပြီးတော့မဝေးပါဘူးဆိုတော့ကောင်မလေးတွေကိုတော်တော်လေးနီးနီးကက်ကက်လေးနဲ့မြင်ရတယ်ပေါ့နော်ပြီးတော့အထဲမှာကျွန်တော်ဘေးကထိုင်တဲ့တငယ်ချင်းတွေကိုကူညီတောင်းပြီးတော့တပုံရိုက်ကြပါတယ်ဒါကြောင့်ပွဲမစခင်မိနစ်ပိုင်းအလိုပေါ့နော်အဲ့ဒီအချိန်မှာကျွန်တော်လည်းနည်းနည်းလေးတပုံထားရက်တယ်ပြီးတော့ဒါကြတော့ဒီပွဲမစခင်သူတို့ပြတဲ့ preview video လေးတွေဖြစ်ပါတယ်အဲ့ဒီအချိန်မှာတော့မှကျွန်တော်ကကြတော့လေတချင်းတွေအကျယ်ကြီးအော်ဆိုပြီးတော့အရန်ကိုမှတက်ကြွနေပါတယ်သူတို့ကြည့်ဖို့လည်းအရန်ကိုမှရင်ခုန်စိတ်လှုပ်ရှားပြီးတော့ပျော်နေပါတယ်အခုဆိုရင်ဒါကြတော့ပွဲမစခင်နည်းနည်းလေးလိုပြီပေါ့နော်လူထဲမှာဆိုရင်လည်းလူတွေအများကြီးနဲ့ကွင်းလုံးပြအားလုံးဒီပါအောင်ထဲကိုရောက်နေကြပါပြီဆိုတော့ကျွန်တော်တို့မကြခင်လဲပွဲလေးစတော့မှာဖြစ်ပါတယ်ဒါတော့တချင်းစဖွင့်ပေးတယ်ပေါ့နော်သူတို့တွေအဲ့မှာလိုက်ဆိုကြလိုက်ကားကြပါမယ်ထိုင်တဲ့သူတွေကကြတော့လေအဲ့လိုပက်လိုက်မှာထိုင်တဲ့သူတွေအကုန်လုံးကကြတော့တချင်းတွေတိတ်လိုက်မဆိုဘူးပေါ့နော်ကျွန်တော်တယောက်တည်းအဲ့လိုမျိုးအရန်ကိုတက်ကြွနေတာဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့ပွဲမစခင်ဒီလိုမျိုး countdown လေးလုပ်ကြပါတယ်အဲ့အချိန်မှာတောင်မှလေပရိသတ်တွေကတော်တော်ကြီးကိုမှတန်ကျေရွေးနဲ့အော်နေကြပြီပေါ့နော်ပြီးတော့သူတို့တယောက်ချင်းစီရဲ့ဒီ preview video လေးတွေကိုပြတယ်ပေါ့နော်ဒါကြတော့ဒီ opening song kill this lot ဖြစ်ပါတယ်သူတို့အဲ့ချင်းနဲ့စပြီးတော့ဖြိုပြကြပါတယ်အခုဆိုရင်ကျွန်တော်တို့နီးကက်ကက်လေးကိုမြင်ရတယ်ပေါ့နော်ပြီးတော့အဲ့ဒီချင်းကိုစက်တိုက်ဖြောပြတယ်ပြီးတော့ချင်းတွေအများကြီးစက်တိုက်ကိုဖြောပြခဲ့တယ်ပေါ့နော်အဲ့ဒီမှာ comment လေးတွေလည်းအရင် mic ပြီးတော့ကျွန်တော်လည်းအရင်ပြောပါတယ်ကြည့်နေရတာနဲ့ရောက်ချင်းစီရအရန်မိုက်ပြီးတော့လေအဲ့လိုမျိုးအရန်ချောကြတယ်ပေါ့နော်ပြင်မှာဆိုရင်လေကြီးလို့တော့မဟုတ်ပါဘူးပြောရမယ်ဆိုရင်ကျွန်တော်အနေနဲ့ဆိုရင်လေ
သူတို့အဲ့လိုမျိုးတချင်းတွေဖြော်ပြပြီးတဲ့အချိန်ကျတော့ introduce တွေလုပ်ကြတယ်ပေါ့နော်တယောက်ချင်းစီလိုက်ရောပြီးတော့ group လိုက်ရောအဲ့လိုမျိုး introduce လုပ်တယ်ပြီးတော့နည်းနည်းလေးစကားလေးတွေနည်းနည်းပြောတယ်ပေါ့နော်အဓိကကျတော့ Rosie ပေါ့နော် Rosie ကကျတော့အဓိကပြောတဲ့သူဖြစ်ပါတယ်ပြီးတော့ဒါကျတော့ Jisoo ရဲ့ solo ဖြစ်ပါတယ်အဲ့မှာဆိုရင် Jisoo ရဲ့ solo song မှာဆိုရင်သူက Jisoo ကကျတော့တချင်းနှစ်ပုတ်ဖြော်ပြသွားပါတယ်Earthquake ရဲ့ပြီးတော့ Hearts and Kisses ရဲ့ဒီနှစ်ပုတ်ကိုသူဖြော်ပြခဲ့တယ်ပေါ့နော်ဒီဆိုရဲ့ဖြော်ပြမှုလေးလည်းအရန်မိုက်တယ်ပေါ့နော်ကျွန်တော်ဆိုရင်အရန်အဲ့အချိန်မှာဆိုရင်အရန်ပျော်နေတယ်ပေါ့နော်ဘာဖြစ်လဲဆိုကို bias ဖြစ်တဲ့အတွက်ကြောင့်မို့အရန်ကုန်မှလုံးဝပေါ့နော်ဖုန်းတောင်နည်းနည်းလေးပဲတပုံလေးဗီဒီယိုနည်းနည်းပဲရိုက်ခဲ့တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အဲ့မှာကြည့်လို့မဝလို့ပေါ့နော်တပုံနည်းနည်းလေးပဲရိုက်ခဲ့တယ်ဗီဒီယိုလည်းနည်းနည်းလေးပဲရိုက်ခဲ့ပါတယ်ဒါကျတော့ကျွန်တော်ရဲ့ favorite song ဖြစ်တဲ့အတွက်ကြောင့်မို့တချင်းတပုတ်လို့ကိုကျွန်တော်អော်ပြီးတော့ like ဆိုနေပါတယ်ဒါကြောင့် video ထဲမှာကျွန်တော်တန်ရွေကြီးကိုကြားနေရတာဖြစ်ပါတယ်ပြီးတော့ Jisoo ပြီးတော့ style Lisa ကနေပြီးတော့သူရဲ့ solo sound တွေကိုဖြောပြပါတယ် Lisa ကကျတော့တချင်း3ပုတ်လောက်ဖြောပြသွားပါတယ် Lisa ရဲ့ဖြောပြမှုကလည်းတကယ်ကိုမှမိုက်ပါတယ်အကျန်းစားပေါ့နော်သူကကျတော့ဒီ day 3မှာဝတ်ထားတဲ့ outfit ကကျတော့သူတို့ရဲ့ Thai နိုင်ငံအလံကို inspire ယူပြီးတော့လုပ်ထားတဲ့ outfit လေးပေါ့နော်အဲ့ဒီမှာအရန်ကိုမှ offset ဖြစ်စရာကောင်းတယ်ပေါ့နော်အရန်မိုက်တယ်ပေါ့နော်သူရဲ့နိုင်ငံကိုချစ်မြတ်နိုးမှုကိုလည်းမြင်ရတယ်ပေါ့နော်ဆိုတော့ Lisa လည်းတော်တော်ကိုမိုက်ပါတယ် Lisa နဲ့ Jisoo နဲ့ဖြောပြပြီးတဲ့အချိန်မှာတော့သူတို့ခု sound တွေကိုပြန်ပြီးတော့ဖြောပြကြရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီ stage စီရင်ကြတော့ဟိုဘက်ကတချမ်းဒီဘက်ကတချမ်းဖြစ်တဲ့အတွက်ကြောင့်ဒီဘက်ကိုလာတဲ့ချိန်ကြရင်ကျွန်တော်နည်းနည်းကက်ကကိုမြင်ရတယ်ပေါ့နော်တချင်းအပုတ်တိုင်းကိုအဲ့လိုမျိုးဗီဒီယိုတွေတက်ပုံတွေမရိုက်ခဲ့ဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကိုကဒီပွဲကို enjoy လုပ်ဖို့လာဖြစ်တဲ့အတွက်ကြောင့်ပွဲထဲမှာတချင်းလုံးအချိန်ပြီးပေါ့နော်သူတို့တွေနဲ့ connection မိအောင်ဆိုပြီးတော့အဲ့လိုမျိုးကြည့်ချင်ခဲ့တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော် memory လေးတွေနည်းနည်းလိုတာဖြစ်တဲ့အတွက်ကြောင့်တက်ပုံလေးတွေဗီဒီယိုလေးတွေအနည်းငယ်တော့ရိုက်ခဲ့တယ်ပေါ့နော်ဒါပေမဲ့အကုန်လုံးကိုကျွန်တော်မရိုက်ခဲ့ပါဘူးဒါကြတော့ Rosie ရဲ့ solo ဖြောပြမှုလေးပဲဖြစ်ပါတယ် Rosie ကကြတော့တချင်း3ပုတ်ဖြောပြသွားပါတယ်ကို favorite song တွေပါတာဖြစ်တဲ့အတွက်ကြောင့်မို့အရင်မိုက်ပါတယ် Rosie ရဲ့တန်လေးကကြတော့လေလုံးဝ MTV music video ထဲမှာထက်ဒီအပြင်မှာပိုချိုပြီးတော့ပိုပြီးတော့အေးပြီးတော့လေပိုပြီးတော့ကောင်းတယ်လို့ခံစားရပါတယ်အရန်ကောင်းလုံးလို့လေဒီမျက်ရည်တောင်ကြားခဲ့တယ်ပေါ့နော်အဲ့ဒီ Rosie တချင်းဆိုတဲ့ချိန်မှာလေသူ့အတန်လေးမှာကြတော့လေဘယ်လိုပြောရမလဲတခုခု effect တခုခုထပ်ထားတယ်လို့ခံစားရတယ်ပေါ့နော် Rosie ပြီးတာနဲ့ Jenny ကဆက်ပြီးတော့ဖြောပြပါတယ် Jenny ကလည်းအဲ့လိုမျိုးအရန်မိုက်တော့အဲ့ချိန်မှာကျွန်တော်မနေ့ကယူလာတဲ့ဒီ Jenny တချင်းဆိုတဲ့ချိန်ကြာရင်တက်မို့ယူလာတဲ့ဒီမျက်မှန်လေးကိုတက်ပြီးတော့ Jenny နဲ့အတူတူ Jenny ဖြစ်သွားပါတယ်ခင်ဗျာဒါကြတော့ဂျန်တချင်းကိုဖြောပြနေတာဖြစ်ပါတယ်။ combine အုပ်ထုတ်လေးတွေနဲ့အရန်ကိုမှချစ်စရာကောင်းပါတယ်အကုန်လုံးကလေအရန်မိုက်ပါတယ်။ပြီးတော့ဆက်ပြီးတော့ဘွန်ဘာယာကိုဖြောပြကြပါတယ်။ဘွန်ဘာယာလည်းအရန်မိုက်ပါတယ်။ပြောစရာမလိုပါဘူးအကုန်လုံးကကြတော့လေအရန်မိုက်နေတယ်ဆိုတော့လေတချင်းပုတ်တိုင်းကိုကျွန်တော်ကလည်းအပီဗီဒီယိုအပီမရိုက်လိုက်ရဘူးပေါ့နော်နည်းနည်းစီရိုက်ပြီးဒီမှာဆိုရင်သူတို့ကကြတော့ဒီကျွန်တော်တို့ကြည့်တဲ့ဖက်ကိုလာပြီးတော့ဖြောပြကြတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့နီနီကက်ကက်လေးမြင်ရပါတယ်ချင်းတွေအများကြီးဖြောပြပြီးတဲ့အချိန်ကျတော့သူတို့စကားလေးနည်းနည်းထပ်ပြောကြပါတယ်အဲ့ဒီအချိန်မှာသူတို့လိုမျိုးဝတ်လာတဲ့ fan တွေကိုရှာပြီးတော့ screen ပေါ်မှာပြကြရပေါ့နော်အဲ့ဒီ season လေးကလည်းအရန်ပြောစရာကောင်းခဲ့ပါတယ်ဆိုတော့ကျွန်တော်တို့တူတူလည်းအဲ့လို like ကြည့်ကြရပေါ့နော်တချို့တွေဆိုလည်းအရန်မိုက်တယ်ပေါ့နော် fashion တွေဝတ်လာကြဆိုတော့လေအခုဆိုရင်ဒါကျတော့ Lisa လိုမျိုးဝတ်လာတဲ့သူလေးပဲဖြစ်ပါတယ်သူကကျတော့ဒီ VIP ခုံတန်းမှာကြီးပြီးတော့ထိုင်ကြရပေါ့နော်ဒါကျတော့ Jenny လိုဝတ်လာတဲ့သူဖြစ်ပါတယ်ဒါကျတော့တရုတ်တွေပေါ့နော်တရုတ်တွေကလည်းတော်တော်လေးကိုများပါတယ်အဲ့ဒီ Queen တန်းမှာဆိုရင်ဒီလိုမျိုး 50% လောက်တောင်မှရှိတယ်လို့ကျွန်တော်ခံစားရတယ်ပေါ့နော်တရုတ်တွေကကြတော့လေပြီးတော့သူတို့ Jenny ကိုရှာပြီးတော့ Jisoo ကိုလိုက်ရှာကြတယ်ပေါ့နော် Jisoo ကတော်တော်လေးရှာလိုက်ရတယ်ပေါ့နော်အဲ့အချိန်မှာ Jisoo ကကြတော့အမရှာပြီးတော့ဘယ်လိုပြောရမလဲအဲ့ comment လေးကကြတော့လေသူအဲ့လိုမျိုး screen ပေါ်မှာသူ့ကိုမြင်လိုက်တဲ့ချိန်မှာဆိုရင်လေသူရန်ဝမ်းနေပြီးတော့ငိုအဲ့လိုမျိုးမျက်ရည်တောင်ဝဲသွားတယ်ပေါ့နော်ပြီး
ပြီးတော့သူတို့ဆက်ပြီးတော့ဂျီဆိုရှာပြီးတဲ့အချိန်ကျတော့ရိုဇီကိုဆက်ပြီးတော့လိုက်ရှာကြတယ်ပေါ့နော်ရိုဇီကိုရှာတဲ့အချိန်မှာရိုဇီကလေအဝေးကြီးမှာပေါ့ထိုင်နေရပေါ့နော်အဲ့မှာသူတို့လည်းမြင်တက်တယ်လို့ဆိုရမယ်နော်ကျွန်တော်တို့ဘယ်လိုပြောရမလဲအရန်ဝေးကြီးမှာထိုင်နေရတော့မှလေသူတို့ကမြင်ခဲ့တယ်ပေါ့နော်မြင်ပြီးတော့အဲ့ချိန်မှာရိုဇီကလေသူ့ကိုပြတဲ့အချိန်မှာထပ်ပြီးတော့ရလိုက်တယ်ပေါ့နော်ဒါကြတော့ Met Gala outfit Rosie ဝတ်ခဲ့တဲ့ပုံစံတိုင်းသူဝတ်လာတဲ့ပေါ့ဖြစ်ပါတယ်သူကကြတော့ဒီ first day မှာလည်းသူဝတ်လာခဲ့တယ်ပေါ့နော်အဲ့အချိန်မှာလေဒီလိုမျိုးဖောက်လိုက်တဲ့ဖြစ်တဲ့ကြောင့်မို့လေကျွန်တော်တို့အရန်ပြော့ပြီးတော့လေဒီပွဲပြီးခါနေလေးမှာပဲကျွန်တော်တို့တွေအကုန်လုံးမတ်တက်ရပြီးတော့အားပေးကြရပေါ့နော်ပြောရမယ်ဆိုရင်ကျွန်တော်အနေနဲ့ဆိုရင်လေဒီလိုမျိုးမတ်တက်ရပြီးတော့အားပေးရတာပို့ပြီးတော့ကြိုက်တယ်လို့ဆိုချင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့လိုမျိုးရမှာကိုကချင်နေရှင်နေကားလို့ရတယ်ပြီးရင်အဲ့လိုမျိုးခုံကျင်တယ်လို့ခုံလို့ရတယ်ပေါ့နော်ဒါကြတော့ပွဲပြီးလို့ဂျီဆူကနေပြီးတော့အကုန်လုံးတက်ပုံရိုက်ဖို့ live stage လေးတွေမြှောက်ထားကြဖို့သူကနေပြီးတော့ live တောင်းဆိုနေတာဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့တွေတက်ပုံလေးတွေရိုက်ကြပါတယ်ပြီးတော့ပွဲလေးရတော့ပြီးသွားခဲ့တယ်ပေါ့နော်အပြင်ကိုရောက်တဲ့ချိန်မှာလည်းအဲ့လိုလူတွေအများကြီးစုပုံပြီးတော့ထွက်လာတာဖြစ်တဲ့အတွက်ကြောင့်မို့လေကျွန်တော်ကကြတော့လူနည်းနည်းလေးပါတဲ့ချိန်မှာနေတဲ့ချိန်မှာအပြင်ကိုထွက်ခဲ့တယ်ပေါ့နော်ပြီးတော့အပြင်မှာဆိုရင်လည်းအဲ့လိုမျိုးလက်ဆောင်ပစ္စည်းတွေရောင်းတဲ့ဆိုင်တွေဆိုလည်းမပြန်ကြသေးဘူးပေါ့နော်သူတို့တွေရကြတော့လေဒါကကျွန်တော်ရဲ့ဒီ concept ကိုတွားခဲ့တဲ့ experience လေးကို sharing လုပ်ပေးတာဖြစ်ပါတယ်ခင်ဗျာနောက်ပွဲတွေရှိခဲ့မယ်ဆိုရင်ကျွန်တော်ထပ်ပြီးတော့တွားဖြစ်အောင်မှာဖြစ်ပါတယ်ဆိုတော့အားလုံးကျေးဇူးများတင်ပါတယ်ခင်ဗျာ